လူရှင်တော်ဖြိုးဖြိုးရဲ့စီမဆောင်မှုကြောင့်ချင်းကေကိုနှိမ်ချပြောဆိုတယ်လို့ဖြစ်သွားတဲ့အောင်စပူပရိသတ်ကြီးဖြိုးဖြိုးကတော့လှုပ်ချလိုက်ပြန်ပြီနော်ပြဿနာပေါင်း16000ရှင်းထားလို့ okay နေပြီဆိုမှဘနာနာကိုသွားစားတယ်လို့ဖြစ်သွားပါတယ်အပြောအပြက်ဆိုပေမဲ့လည်းဘနာနာဖန်တွေကတော့အောင်စပူဖန်တွေထက်များပါတယ်ချင်းကေကိုဟာသူတို့ဇက်အဖွဲ့ကိုအားကြပြီးတော့အကပညာတွေသင်နေတာအလုံးအသိပါပဲနော်ဒါကိုလူရှင်တော်ဖြိုးဖြိုးကစတယ်လို့နဲ့ဘနာနာအကတွေသင်နေပြီဘနာနာတိုးတက်လာရင်အောင်စပူတို့ငုတ်သွားမယ်ဆိုပြီးတော့စားနောက်လိုက်တာဖြစ်ပါတယ်။အောင်စပူကလည်းငှပြောသီးကြီးခေါင်းပေါ်တင်ပြီးတော့စားနောက်နေတာပဲလို့ပြန်ပြောခဲ့ပါတယ်။ဘနာနာကိုနောက်ထပ်မင်းသားတလက်လို့လည်းပြောကအကရီတင်နေပြီးဘယ်လိုလုပ်မလဲလို့ပြောခဲ့တာဖြစ်ပါတယ်။ဒါကိုတချို့သောပရိသတ်တွေကတော့ဖန်ဆွဲမထားပဲအောင်စပူသပင်ရဲ့ဖြိုးဖြိုးကဘနာနာကိုနှိမ်လိုက်ပြန်ပြီးဒီလိုအပြောင်အပြက်လေးမပြောသင့်ဘူး။သူများတစ်ဖက်သားရဲ့အားနည်းချက်ကိုလှောင်တယ်လို့ဖြစ်တယ်လို့စေတနာနဲ့ပြောခဲ့ပါတယ်။တချို့ကျတော့လည်းချင်းကြီးကဆိုင်ဆိုင်တဲ့ချင်းကိုတောင်အဆိုတော့အများကြီးနဲ့ဆိုတဲ့သချင်းတယောက်တည်းကြီးမပြောင်းမဲဆိုနိုင်နေအောင်စပူသပင်လိုမျိုးတစ်လုံးနှလုံးဆိုပြီးပရိသတ်ကိုစိုးခိုင်းထားတာမဟုတ်ဘူးလို့ပြန်ပြောခဲ့ကြပါတယ်ဒီတော့ပရိသတ်ကြီးဖြိုးဖြိုးမွေတာကအပြောဆိုပေမဲ့အပြက်ဘက်ကိုရောက်သွားတာဖြစ်ပါတယ်အောင်စပူအနေနဲ့တေချာလေးစီစစ်တင်ပြီးတော့ပြက်လုံးလေးတွေကိုအလွတ်လေးတွေပြောဆိုစေချင်ပါတယ်နော်ဒီလိုပြဿနာတွေဖြစ်လာတော့မင်းသားအောင်စပူကစိတ်ရှုပ်စီရတာဖြစ်ပါတယ်မှတ်ချက်လေးကိုလည်းပြပြခဲ့ကြပါအောင်ရှင်